ခွေးလေးတကောင်ဖြစ်ပင်မဲ့လမ်းမိတ်တီလေးတွေကိုကဲတင်သူတွေများလာအောင်ကူညီပေးသွားမယ်ငင်းချမ်းရေးတန်တမန်အလောကမင်္ဂလာပါရှင်ထူးခြားဆက်ပြတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ကြည်ပါ channel လေးကနေကြိုဆိုလိုက်ပါတယ်လောကကြီးမှာမေတ္တာတရားနဲ့ငြိမ်းချမ်းရေးဆိုတာလူသားတွေပဲဖန်တီးနိုင်တာမဟုတ်ပါဘူးတခါတည်းမှာစကားမပြောတတ်တဲ့တရိษံလေးတွေကနေတဆင့်လူသားတွေရဲ့နှလုံးသားကိုလှုပ်ခတ်သွားစေလောက်တဲ့ဖြစ်ရလေးတွေရှိတတ်ပါတယ်ဒီကနေ့မှာတော့လူအများရဲ့ချစ်ခင်မျက်နှာမှုကိုရရှိထားတဲ့ငြိမ်းချမ်းရေးတန်တမန်ခွေးလေးအလောကရဲ့သတိလင်္ကာခီးစဉ်အကြောင်းနဲ့ဒီခီးစဉ်ကနေတက်ဆောင်လာမယ့်ကြီးမားလာတဲ့အကျိုးသက်ရောက်မှုတွေအကြောင်းကိုဝေမျှပေးချင်ပါတယ်လာမယ့်2026ခုနှစ်ဧပြီလမှာ Walk for Peace အဖွဲ့ကသတိလင်္ကာနိုင်ငံကိုကြွားမှာဖြစ်ပြီးဒီခီးစဉ်ဟာတာမန်အလဲဘက်ခီးစဉ်တစ်ခုမဟုတ်ပါဘူးအလောကလေးဟာဆရာတော်တန်ဃာတော်တွေနဲ့အတူသတိလင်္ကာနိုင်ငံကိုလိုက်ပါသွားမှာဖြစ်ပါတယ်ဒီခီးစဉ်ရဲ့အဓိကရည်ရွယ်ချက်ကတော့မြတ်စွာဘုရားရှင်ရဲ့တတ်တော်မူတော်တွေနဲ့ဘောဓိပင်ပေါက်လေးကိုပင့်ဆောင်လာဖို့ပဲဖြစ်ပါတယ်။အထွတ်မြတ်ထားရာသာသနာရေးခရီးစဉ်ကြီးမှာအလောကလည်းအခြားသောတိရစ္ဆာန်လေးတွေကိုကူညီဖို့လိုက်ပါလာမှာပါ။သတိလင်္ကာနိုင်ငံကိုရောက်ရှိနေစဉ်အတွင်းမှာဆရာတော်တွေနဲ့အတူအလောကလေးဟာ၄ရက်တာငြိမ်းချမ်းရေးလမ်းလျှောက်ပွဲမှာလည်းကိုယ်တိုင်ပါဝင်ဆင်နွှဲသွားမှာဖြစ်ပါတယ်။အလောကဟာမွေးကလေးကတသက်ရရနဲ့အခွင့်အရေးအပြည့်ဝရခဲ့တဲ့ခွေးလေးတစ်ကောင်မဟုတ်ခဲ့ပါဘူး။အိန္ဒိယနိုင်ငံရဲ့လမ်းမတွေထမှာဒုက္ခမျိုးစုံကြုံတွေ့ခဲ့ရပြီးမှကဲတင်ခံခဲ့ရတဲ့လမ်းဘေးခွေးလေးတစ်ကောင်ဖြစ်ပါတယ်။ဆာလာမှုတွေနဲ့အထီးကျန်ခဲ့ရတဲ့ဘဝကနေမေတ္တာတရားရဲ့ဆောင်ရှောက်မှုအောက်ကိုရောက်လာတဲ့အခါမှာတော့အလောကလေးဟာအေးချမ်းတည်ငြိမ်တဲ့ငြိမ်းချမ်းရေးခွေးလေးတစ်ကောင်အဖြစ်အသွင်ပြောင်းသွားခဲ့ပါတယ်။တချိန်ကလမ်းဘေးမှာဒုက္ခရောက်ခဲ့ရတဲ့တတဝါလေးတစ်ကောင်ကိုတော့မေတ္တာထားပြီးကဲတင်လာရင်ဒီလောက်အထိအေးချမ်းပြီးလောကအတွက်အကျိုးပြုတဲ့တတဝါလေးဖြစ်လာနိုင်တဲ့ဆိုတဲ့သတင်းစကားကိုလူသားတွေကိုပေးချင်တာဖြစ်ပါတယ်။ဒီခီးစဉ်ရဲ့နောက်ထပ်ထူးခြားချက်ကတော့အလောကလေးကိုအကြောင်းပြုပြီးသီရိလင်္ကာနိုင်ငံကအကူအညီလိုအပ်နေတဲ့တိရစ္ဆာန်လေးတွေကိုကူညီဆောက်ရှောက်ပေးဖို့စီစဉ်နေတာပါ။ဆရာတော်တို့ကဒီကိစ္စကိုအလင်းစလို့မလုပ်ပဲတိရစ္ဆာန်လေးတွေရဲ့ဘဝကိုအမှန်တကယ်အထောက်အကူဖြစ်စေဖို့အတွက်အဆင့်လိုက်တေချာဂယုတဆိုင်အစီအစဉ်တွေရေးဆွဲနေတယ်လို့သိရပါတယ်။အလောကလေးရဲ့ဘဝဖြစ်တမ်းပုံကနေတစဉ်ဒုက္ခရောက်နေတဲ့အခြားသောတိရစ္ဆာန်လေးတွေအပေါ်မှာလူတွေပိုပြီးဂယုဏတက်လာဖို့ကိုချင်းစာတရားတွေနှိုးကြလာဖို့မျှော်လင့်ထားကြပါတယ်။အမှန်တကယ်လက်တွေ့ကူညီဆောင်ရှောက်မှုတွေဖြစ်လာဖို့ကဒီစီမံကိန်းရဲ့အဓိကရည်ရွယ်ချက်ပါ။ခီးစဉ်ဟာသတိလင်္ကာနိုင်ငံတနိုင်ငံချင်းနဲ့ပြီးဆုံးသွားမှာမဟုတ်ပါဘူး။အနာဂတ်မှာလည်းအလောကရဲ့မွေးရမြေဖြစ်တဲ့အိန္ဒိယနိုင်ငံကတိရစ္ဆာန်လေးတွေကိုကူညီဖို့အတွက်နောက်ထပ်မစ်ရှင်တွေကိုလည်းဆက်လက်စီစဉ်နေတယ်လို့သိရပါတယ်။လူသားတွေဟာကိုယ်နဲ့လူမျိုးမတူဘာသာမတူအဆင့်တန်းမတူသူတွေအချင်းချင်းတော့ခွဲခြားဆက်ဆံပြီးပြိပခါတွေဖြစ်နေကြချိန်မှာခွေးလေးတစ်ကောင်ကတော့လူတွေဖုန်းကြီးတွေနဲ့အတူငြိမ်းချမ်းရေးအတွက်လမ်းလျှောက်ပြခဲ့ပါတယ်။အလောကလေးရဲ့2026ခုနှစ်သီရိလင်္ကာခရီးစဉ်ဟာသာသနာရေးအတွက်အတက်တော်ဘောဓိပင်တို့ပင်ဆောင်မဲ့မုံမြက်လာတဲ့ခရီးစဉ်ဖြစ်သလိုတစ်ဖက်မှာလည်းဒုက္ခရောက်နေတဲ့တိရစ္ဆာန်လေးတွေအတွက်မျှော်လင့်ချက်ရောင်ခြည်သစ်ဖြစ်ပါတယ်။ဒီခရီးစဉ်ကနေတစဉ်သီရိလင်္ကာနဲ့အိန္ဒိယကတိရစ္ဆာန်လေးတွေအတွက်ငြိမ်းချမ်းမှုနဲ့အကူအညီတွေရရှိလာမယ့်အပြင်ကမ္ဘာတဝန်းကဒီသတင်းကိုကြားသိရသူတွေရဲ့ရှင်ထဲမှာလည်းမေတ္တာစိတ်တွေပွားများလာစေမှာအသေးချပဲဖြစ်ပါတယ်။ထူးခြားဆက်များကြောင်ရာလေးတွေကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ကြည်ပါ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော်ကျမတို့ရဲ့ကြည်ပါဗီဒီယိုလေးကနေတစ်ခုခုညသွားပါစေနော်။